ဇလန်လေးရဲ့အစမှာတော့ကောင်လေးတယောက်ကကောက်ရိုးပုံတွေကြားမှာနိုးထလာခဲ့ပါတယ်။နိုးချင်းမှာပဲမြင်းတစ်ကောင်ကိုတွေ့လိုက်ရပြီးမြင်းလိုရေးထားတာကိုလည်းတွေ့ချိလိုက်ရပါတယ်။အကဲဖြတ်စွမ်းရည်တွေရရှိနေတာကြောင့်သူဟာဂိမ်းကဘာတဲ့ကိုရောက်ရှိနေတယ်ဆိုတာကိုသိချိလိုက်ရပါတယ်။ကမန်ကနန်ထားလာပြီးဘာရီရှိအောင်မလဲဆိုပြီးလိုက်လံချဖွေနေခဲ့ပါတယ်။ဒါတစ်ချောင်းနဲ့လက်စွပ်တကွင်းကိုတွေ့လိုက်ရပြီးအကဲဖြတ်စွမ်းရည်နဲ့စစ်ဆေးကြည့်လိုက်ပါတယ်။ပစ္စည်းကောင်းတွေဖြစ်နေတာကြောင့်ကောက်ယူထားလိုက်ပါတယ်။ကောင်လေးကသူ့ရဲ့ဂိမ်းကဘာခရီးကိုစတင်တော့မယ်ဆိုပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။သူနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်အကဲဖြတ်ကြည့်လိုက်ပါတယ်။ရွာသားနဲ့လဲသမားဆိုပြီးတွေ့လိုက်ရတာကြောင့်ကောင်လေးလည်းစိတ်အေးသွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲအတန်းဆူဆူညံ့ညံ့တွေကိုလည်းကြားနေခဲ့ရပါတယ်။ကောင်လေးလည်းစူးစမ်းကြည့်လိုက်တော့မြတွေများကြီးလာနေတာကိုတွေ့ချိလိုက်ရပါတယ်။ကောင်လေးကဓမြအိဗန်လာနေတဲ့ထင်ပြီးတိုက်ခိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ကောင်လေးလည်းကောက်ရထားတဲ့ဓာကြီးနဲ့ဓမြတွေကိုချဲပြင်းနေခဲ့ပါပြီ။တွေးထွက်တာကအရန်မိုက်နေခဲ့တာကြောင့်ဒီဂိမ်းဖက်တွေကအရန်ကောင်းတာပဲဆိုပြီးတော့မှရေကျွန်းနေခဲ့ပါတယ်။ဓမြတွေလည်းကောင်လေးလက်ချက်နဲ့ကြာဆုံးသွားခဲ့ပါပြီ။ကောင်လေးလည်းတိုက်ခိုက်ပြီးမောပန်းသွားတာကြောင့်ခဏအနားယူနေခဲ့ပါတယ်။ခဏကြာတော့လူကြီးတယောက်ကရွာသူကြီးဆိုပြီးမိတ်ဆက်လာခဲ့ပါတယ်။ရွာကိုဓမြတွေရန်ကကာကွယ်ပေးလို့ကျေးဇူးတင်နေခဲ့ပါတယ်။ရွာသူကြီးကလည်းကောင်လေးကိုအိမ်လိုက်ခဲ့ဖို့ခေါ်နေခဲ့ပါတယ်။အိမ်ကိုရောက်ချင်းမှာပဲဓမြတွေစီကရလာတဲ့လက်နက်တွေကိုပေးနေခဲ့ပါတယ်။ကောင်လေးကလည်းညှင်းလိုက်ပြီးဓမြလက်ပတ်ကိုပဲပေးဖို့တောင်းဆိုလိုက်ပါတယ်။ရွာသူကြီးကလည်းခေါင်းညှိလိုက်ပြီးကောင်လေးကိုနားရမယ့်အခန်းကိုလိုက်ပို့လိုက်ပါတယ်။ကောင်လေးလည်းအခန်းထဲလဲလိုက်လောက်ကဆိုတဲ့စကလုံးကိုအမျိုးမျိုးអော်ပြီးဂိမ်းထဲကထွက်ဖို့ကြံစီနေခဲ့ပါတယ်။လို့ထွက်မရတာကြောင့်ကောင်လေးလည်းသူ့ဂိမ်းကပါထဲမှာပိတ်မိနေတယ်ဆိုတာကိုသိချိလိုက်ရပါတယ်။ချက်ချင်းပဲသူလူတက်ခဲ့တာကိုတွေးမိပြီးကြောက်လန့်နေခဲ့ပါပြီ။အချိန်ထဲမှာပဲရွာသူကြီးကရေစလုံးကြီးကိုကိုင်းပြီးကောင်လေးစီကိုရောက်ချိလာခဲ့ပါတယ်။ကောင်လေးလည်းပေးနေတဲ့သွေးတွေကိုဆေးလိုက်ပြီးဓမြတွေကသူမတက်ရင်လည်းသေးသေးနာပဲဆိုပြီးအထင်ထားလိုက်ပါတယ်။တစ်ချိန်ထဲမှာပဲရွာသူကြီးကလက်ပတ်ခိုးတဲ့ရွာသားကိုခေါ်ပြီးရောက်ချိလာခဲ့ပါတယ်။ကောင်လေးလည်းလက်ပတ်ကိုစစ်လိုက်ပြီးယူထားလိုက်ပါတယ်။ရွာသူကြီးကရွာသားကိုဘလို့အပြစ်ပေးရမလဲဆိုပြီးမေးမြန်းလာခဲ့ပါတယ်။ကောင်လေးကလည်းရွာစည်းကမ်းအတိုင်းပဲလုပ်ဖို့ပြောလိုက်ပါတယ်။ရွာရဲ့စည်းကမ်းကခိုးတဲ့လူကိုဂျုံအဖြစ်နာမည်တက်လိုက်တာပဲဖြစ်ပါတယ်။ကောင်လေးလည်းအခုမှအာနာသွားခဲ့ရပါပြီ။ရွာသူကြီးကရွာသားရဲ့ဝိညာဉ်ကတ်ကိုထုတ်လိုက်ပြီးဂျုံအဖြစ်စင်းရင်သွင်းလိုက်ပါတယ်။ပြီးတော့သူတို့ကဂျုံလေးကိုရောင်းစားမှဖြစ်ပြီးကောင်လေးနဲ့တယောက်တော့ခွဲယူရမှာပါ။ဒီလိုနဲ့ပဲမနေ့ရောက်သွားခဲ့ပြီးရွာသူကြီးနဲ့နေရာကိုပစ္စည်းအောင်ဖို့ထွက်လာခဲ့ကြပါတယ်။အဲ့မကြခင်မှာပဲသူတို့ဘေးရုံမျိုးကြီးကိုရောက်ချိလာခဲ့ကြပါပြီ။ကောင်လေးလည်းလူတွေများကြီးကိုတွေးလိုက်ရတာကြောင့်ဟောပြီးရွာသူကြီးကိုမင်းမြန်းနေခဲ့ပါတယ်။မြို့မှာက9ရက်ကြာမှဈေးတစ်ခါချိလာကြောင်းလူတွေများနေရကြောင်းသူကြီးကရှင်းပြနေခဲ့ပါတယ်။ဒီလိုနဲ့ပဲရောင်းလို့ရမယ့်နေရာကိုရောက်ချိလာခဲ့ပါပြီ။ကောင်လေးလည်းဓမြတွေကိုတတ်နိုင်ခဲ့တာကြောင့်ဈေးကောင်းရတော့မှာပါ။ဒါပေမဲ့ကောင်လေးမှာ intelligent ကတ်ချိရမှာဖြစ်ပြီးသူတို့ကအဲ့ဒီကတ်ကိုကြည့်ဖို့ကောင်လေးလက်ကိုတောင်းလိုက်ပါတယ်။ကောင်လေးလည်းကြောက်ကြောက်လန့်လန့်နဲ့ပဲလက်ပေးလိုက်ရပါပြီ။မကြခင်မှာပဲသူ့ရဲ့စိတ်ဝိညာဉ်ကတ်ကထွက်ပေါ်လာခဲ့ပါတယ်။ကောင်လေးလည်းအခုမှပဲစိတ်ရည်သွားခဲ့ရပါတယ်။ဒီလိုနဲ့ပဲဆံဝါမလေးကကောင်လေးကိုပတ်စံပစ်ပေးလိုက်ပါတယ်။တို့တွေလည်းပတ်စံကိုဝေစုခွဲလိုက်ပြီးတနေရာကိုထွက်လာခဲ့ကြပါတယ်။လာတဲ့လမ်းမှာပြစ်တစားရည်နေတဲ့ချိတာကြောင့်သူကြီးကကောင်လေးကိုဘေးကိုမကြည့်ဖို့ပြောနေခဲ့ရပါတယ်။ကောင်လေးကလည်းခမရတို့လိုပဲကိုပို့ပြီးတော့မှစိတ်ဝင်စားသွားခဲ့ပါတယ်။သူကမျက်လုံးထဲမှာကွက်ကွက်ကွင်းကွင်းကိုမြင်သွားခဲ့တာပါ။ရွာသူကြီးကလက်ကိုရဲလိုက်ပြီးဒါကြုံရောင်းဆိုင်ဆိုပြီးပြောနေခဲ့ပါတယ်။အားကြတော့လူကြီးတယောက်ရောက်လာပြီးဆိုင်ပိုင်ချင်းအာနန်ဆိုပြီးမိတ်ဆက်လာပါတယ်။သူကကြုံအဖြစ်လာရောက်တဲ့ရွာသားကိုဈေးဖြတ်ပေးလိုက်ပြီးတန်းငယ်ငယ်လေးနဲ့ဓမြတွေကိုတတ်နိုင်ခဲ့တာကြောင့်ကောင်လေးကိုချီကျူးနေခဲ့ပါတယ်။ကောင်လေးလည်းမြောက်မပြောဘူးပြောလိုက်ပြီးကျုံကုန်းတဲ့စီကထွက်လာခဲ့ပါတယ်။ရွာသူကြီးရမယ်ဝေစုကိုပေးလိုက်ပြီးရွာသူကြီးနဲ့နှစ်ယောက်လမ်းခွဲလိုက်ကြပါတယ်။ကောင်လေးလည်းသူ့ရဲ့ချင်းသေးရမယ်ဘွားကိုတွဲပြီးရင်မောနေခဲ့ပါပြီ။ကောင်လေးလည်းမီချီယိုဆိုတဲ့ခေါ်တန်တစ်ခုကိုသူကြားလိုက်ရပါတယ်။ကြားချင်းပဲသူလှည့်ကြည့်လိုက်တော့ကျုံကုန်းတဲ့ကြီးဖြစ်နေခဲ့ပါတယ်။ချီယိုလည်းကုန်းတဲ့ကြီးနောက်ကိုလိုက်သွားခဲ့ပြီးနှစ်ယောက်သားစကားတွေပြောနေခဲ့ကြပါတယ်။ကျုံကုန်းတဲ့ကြီးကမင်းကစွန့်သားရေးသမားလားလို့မေးမြန်းနေခဲ့ပါတယ်။ကောင်လေးကလည်းဟုတ်ပါတယ်လို့ဖြေလိုက်ပြီးအဲ့ဆိုရင်ကျုံတယောက်ဝဲချင်မှသလားဆိုပြီးမေးမြန်းလာခဲ့ပါတယ်။ကောင်လေးလည်းကျုံလို့ပြောလိုက်တာကြောင့်အံ့ဩနေခဲ့ပါတယ်။ဒီကစွန့်သားရေးသမားတွေကကျုံကိုအဲ့လိုပဲဝဲကြတယ်ဆိုပြီးတဲ့ကြီးကထပ်ပြောလာခဲ့ပါတယ်။ပြီးတော့အခုရောက်မဲ့ကျုံကလည်းကလေးပါဆိုပြီးထပ်ပြောလိုက်တော့ငနေသားခေါင်းထောင်လာခဲ့ပါပြီ။ချိန်ထဲမှာပဲအခိတ်မလေးကကော်ပီလာချပေးတာကြောင့်နေသားစိတ်ဝင်စားနေခဲ့ပါပြီ။ဒီချီကိုလည်းသူမရဲ့ပေါက်စီကြီးတွေကိုပဲဆက်ရောက်နေခဲ့ပါတယ်။ကုန်းတဲ့ကြီးကလည်းသူ့ရောက်မှအဲ့ကောင်မလေးပဲလို့ပြောလိုက်တော့မီချီယိုတယောက်အန်တာသွားခဲ့ပါတယ်။နေသားလည်းသူမကတစ္ဆာဖောက်တက်လားတွေပါတယ်မင်းမြန်းနေခဲ့ပါပြီ။သူနေကတစ္ဆာဖောက်ရင်ဒါဆွေသားဖြစ်သွားတယ်ဆိုပြီးကျုံကုန်းတဲ့ကြီးကချင်းပြနေခဲ့ပါတယ်။မီချီယိုလည်းတော်တော်လေးကမှသဘောကျနေခဲ့ပါပြီ။ကုန်းတဲ့ကြီးကလည်းကောင်းမလေးရဲ့ကောင်းကွက်တွေကိုတစ်ခုချင်းချပြနေခဲ့ပါတယ်။မီချီယိုလည်းအရင်ကဘာမှစောပြစ်ကောင်ဖြစ်ခဲ့တာကြောင့်ဝဲဖို့ဆုံးပြလိုက်ပါပြီ။စက်ထဲမှာပဲဈေးမေးကြည့်လိုက်တော့နားရူ6သိန်းလို့ပြောခဲ့ပါတယ်။ချီယိုလည်းဈေးစစ်ကြည့်လိုက်တော့နားရူ4သိန်းနဲ့ပေးမယ်ဆိုပြီးကုန်းတဲ့ကြီးကပြောပြလာခဲ့ပါတယ်။ချီယိုလည်းသူ့ကိုအချိန်ခဏဆောင်ပေးဖို့ပြောပြီးအမလေးကိုကြည့်ဖို့ထွက်လာခဲ့ကြပါတယ်။ကုန်းတဲ့ကြီးကလည်းသဘောတူလိုက်ပြီးကောင်းမလေးကိုလိုက်ပြခဲ့ပါတယ်။ချီယိုလည်းကောင်းမလေးရဲ့ပေါက်စီတွေကိုစားရဖို့စံချရတော့မှာပဲဖြစ်ပါတယ်